ရားသုံးစုကိုလမ်း၍ဖူးမြင်နိုင်သည်တနေရာတွင်နန်းတွင်သူသည်ကျုပ်၏ရှင်သာတွင်ရပ်တန့်လိုက်သည်ထိုနေရာမှာတပေလုံးရွှေပွင့်များပွင့်နေသလားထင်ရအောင်ဝါထွင်စွာပွင့်နေသောနန်းလုံးကြိုင်ပန်းပင်အောက်တွင်ဖြစ်သည်ညနေစီစားနေရောင်ကြီးများသည်လှပသောပန်းပွင့်များအပေါ်၌ဖြာကျနေပြီးပို၍တောက်ပနေသည်နန်းလုံးကြိုင်၏ရနန်းနှင့်ပန်းပေါင်းစုံ၏မှွေးပြန့်သောရနန်းသည်ကျုပ်ဤတကိုယ်လုံးကိုရှစ်ပိုက်ထွေးလျက်ရှိလေသည်ရှေး၌နန်းလုံးကြိုင်ပင်အောက်တွင်ရွှေကနုတ်များဖောက်ထားသောကြောက်ဆောင်တလွန်တော်တစ်ခုရှိသည်စံနန်းတော်လည်းဘယ်သူမှဝင်ငွေပေးတာမဟုတ်ဘူးခဏနေတော့အရှင်ကြွတော်မူမိန်ဒီကအယိုသေးပေးနေခဲ့ပါဟုနန်းရင်းသူသည်အတန်မမှန်နှင့်တိုးတိုးတက်တက်ပြောသည်သူသည်လှက်ထက်သားရဲ့ခြေလမ်းကိုပြင်လိုက်ပြီးမှပြန်၍လှည့်ကြည့်လိုက်ရင်ပြီးတော့ဘယင်မမျက်နှာတော်ကိုမဖူးမြုံမိဖို့တတိထားပါဟုပြောလိုက်ပြန်သည်နောက်ဆုံးစကားသံမှာခင်မရင်းနှီးဟန်ပါသလိုထင်မရသည်ကျုပ်သည်တလုံးရှိတွင်ဒူးထောက်ချပြီးဦးကောင်းကအယိုသေးပြုတ်ပေးလိုက်သည်ထိုအချိန်၌နန်းရင်းသူပြောခဲ့သောတတိပေးခဲ့သောစကားသံကိုပြန်၍ကြားနေသည်သူ့စကားမှာတစကွန်းတစားအပြင်တခုခုကိုထင်းကြီးလျက်ရှိသည်စိတ်ထဲ၌ထင်မှတ်လာသည်ထိုစကားမှာသူတို့ပြီးဥပဒေတခုဖြစ်နေမလားဟုတွေးတောနေမိပြန်သည်ဘယင်မကိုမော်ဖူးမြော်ခွင့်မရှိမော်၍ဖူးမြော်မိလျင်တေတံဟုဥပဒေသားပြဋ္ဌာန်းထားသလားကျုပ်သည်ဘေး၌ချထားသောစောင်းကျိုးများကိုငုံကြည့်နေရင်ဘယင်မကိုဖူးမြော်လိုက်လျင်မိတို့ဖြစ်နိုင်သည်ဟုသိကျင်စိတ်ဆန္ဒများပေါ်လာနေသည်ကလေးကလားနိုင်သောထိုဆန္ဒတို့သည်မိမိဘဝကိုတမျိုးတစ်ဖုံပြောင်းလဲစေတော်မူကိုလည်းထိုချိန်ကမသိရှိခဲ့သည်ဘယင်မအားဖူးမြော်ရနိုင်သောအခွင့်အရေးသာလာလျင်ဖူးမြော်ပြလိုက်မည်ဟုဆုံးဖြတ်နေမိသည်ဖူးမြော်နိုင်ရန်အခွင့်အရေးရရှိရန်လည်းနီးလန်းထွင်ကြံစမည်ဟုတွေးနေမိသည်မကြမီပင်နောက်ဖက်မှပဝါတရွတ်ဆွဲရွှေလျားတံနားထဲတွင်ကြားလိုက်ရသည်မြက်ခင်းပြင်ပေါ်တွင်ဘယင်မလာသည်မှာညင်သာတိုးရွလွန်လေသည်ထမီတော်၏အနားတွင်တွဲဆက်ချီနှောင်ထားသောရွှေအပ်တို့သည်တစ်ခုနှင့်တစ်ခုပုတ်ကျိတ်မိပြီးတိုးသက်လွန်သောခြူတန်လွင်လွင်ကလေးများထွက်ပေါ်နေသည်မျက်ဖြာများအပေါ်ခြေဖြင့်ပုတ်တိုက်မိတန်သည်ကျုပ်၏စိတ်နှလုံးအာယုံများကိုနှိုးဆွပေးသည်နှင့်တူနေသည်ခြေကြတန်ကိုစောင်းညင်းတန်အလားထင်မှတ်မှဟုကျုပ်သည်စိတ်ထဲ၌ဖွဲ့ဆိုနေသည်ထို့နောက်အမွေးရနံ့တစ်မျိုးတင်းပြက်လာသည်ရင်းရနံ့မှာရှင်ခုံလှိုက်ဖို့မောစပွဲဖြစ်လေသည်ကတူနတ်တာဖြူနတ်တန်ဤကရမစသောအမွေးရနံ့အပေါင်းတွင်မြည်သည့်ရနံ့နှင့်များမတူသောရနံ့မြည်သည့်ရနံ့နှင့်များမနီးစပ်ကြာပတုံရဲ့ရနံ့နှင့်လည်းမဆက်ဆက်ရင်းရနံ့သည်ရွှေချေခြင်းရိုက်ခတ်တန်နီးကပ်လာလေလေပို၍တင်းမြလာလေလေသို့သောထင်ထင်ရှားရှားထင်ထင်လင်းလင်းကြီးလည်းမဟုတ်မထင်မရှားမြတာဖြစ်၏ထိုရနံ့သည်တကူလုံးအားရှစ်ပတ်နှောင်ဖွဲ့ထား၍ကြောက်သည်ငိမ့်သက်လျက်စိတ်နှလုံးထဲ၌မွန်းကျက်နေသည်အသက်ပင်ရှူဝဲစရာမရှိထိုအချိန်၌ဆရာကြီးကာလီဒါတာရဲ့စကားတစ်ခုကိုအမတ်တရာတတနေမိသည်လှပလွန်သောမိန်းမများ၏ကိုရနံ့မှာမှွေးပြန်တက်ပေသည်ဟုစိတ်ထဲမှပြန်၍ရုပ်ဆိုနေမိသည်ဆရာကြီး၏အယူဆမှာမိန်းမတော်၏အလားပါသည်၎င်း၏အသားမစားသောအမှုအကျင့်ပေါ်တွင်တည်သည်အသားမစားသူ၏ကိုရနံ့မှာမှွေးပြန်ပေသည်ဟု၍ဆိုလို၏ပန်ထွာမင်းသမီးဟာတက်တော်40ပေမဲ့တက်တော်20လောက်လို့ထင်ရတယ်ဘယင်မရဲ့အလှကိုဖွဲ့လို့ဆုံးနိုင်မှာမဟုတ်ဘူးဟုသည်စကားများကိုပြန်၍ကြားရောက်နေမိသည်ကျုပ်၏နဘေးမှဘယင်မဖြတ်တန်းကျော်လှမ်းသွားသည်ရှေ့တွင်မြေပေါ်ရှက်တိုက်နေသောဘယင်မ၏ထမီတော်အနာဆောင်မှရွှေမြင်အက်ကလေးများကိုစီးစာနေကြီး၌တဖိတ်ဖိတ်လက်နေသည်ခြေပွားအပေါ်အုံနေသည်ထမီစကိုဖောက်၍ခြေဖမိုးမုံမို့လေးတွေကိုမြင်နေရသည်ဟုထင်သည်ခြေဖမိုးမိုးတို့သည်နူးညံ့လွန်နေသည်ဟုထင်မှတ်ရသည်ထို့နောက်အရှင်သည်ကြောက်ဆောင်ထန်၌ဖြင်းညင်းညင်သက်စွာထိုင်တော်မူလိုက်လေသည်ရှိဝမျိုးသားလေးဟုဘယင်မထံမှတိုးတိုးတက်တက်
မိမ့်မြတ်တော်မူတဲ့သည်ပထမဆုံးပေါ်လာ၏ကဲလာရတဲ့အကြောင်းကိုပြည့်ပြည့်စုံစုံရှောက်တင်ပေးတော်မူစားလေစိတ်နှလုံးထဲ၌ရုတ်တရက်လှုပ်ရှားသွားမှုအတိုင်းအတာကိုကြော်မဖော်ပြနိုင်တော့ပေအရှင်မ၏အတန်သည်မိုးကောင်းကင်ထမှတာယာငြိမ်ချမ်းစွာထွက်ပေါ်လာသည်ဟုထင်မှတ်ရသည်အရှင်သည်ရာဇကုံရာဇမန်မာနာတို့ပြည်လျန်းစွာမျက်မှိတ်တော်မူသည်ဟုထင်ကဲမှတ်ခဲ့၏ထိုအထင်တို့မှာယခုကြားရသောအတန်တော်နှင့်မူများစွာကြွားချနေတော်သည်ယခုအတန်တွင်ရီရီနီနီပြောဆိုတမ်းပါနေသည်မှာရင်းနီအံ့ဩသင့်စီရပွဲဖြစ်သည်ထိုအချိန်တိုကလေးတွင်ကျောက်ဤခေါင်းထဲ၌အကြံတစ်ခုသည်ဖြတ်ခနဲပေါ်ပေါက်သွားလေသည်ဒါဖြင့်တိုက်ပွဲအကြိမ်ကြိမ်ဝင်သောဓာသမားတဦးဤဦးကောင်းထဲ၌ထိုကဲ့သို့သောရုတ်တရက်လင်းမြန်သောအကြံတစ်ခုဖြတ်ခနဲပေါ်တတ်လေသည်ကျောက်သည်ရှီဝနယ်၌နာမည်ထင်ရှားသောဓာသမားတဦးဖြစ်သည်ရှီဝါကိုတီရီခေတ္တရာကစစ်ဆိုသည့်စာချွန်ဆက်သားကွင်းပြုတော်မူပါအရှင်ရှီဝါဟာဗိတ်တနိုးနဲ့တီးခြားခွဲခြားတည်တံ့ထားမရတဲ့နေမည်ဖြစ်ပါတယ်ရှီဝါကအခွန်တော်ဆက်သားရမယ်လို့ဘရင်တို့တပေါင်းအမိတ်စာချွန်ကဆိုပါတယ်မိမိအတန်မှာတုံလုံးမှုများကိုထိန်းထားတော်လဲတစုံတစပါနေသည်စာချွန်ဆက်သားရစဉ်တိုင်းခေါင်းကိုငုံထားသည်သို့တော်ခဏမျှဆိုင်ထားပြီးဘရင်မအမိန့်တော်စာချုပ်ကိုဖတ်နေချိန်တွင်ကျုပ်သည်မျက်လုံးကိုမတိမတာဖွင့်ကာခေါင်းကိုမတိမတာမောလိုက်လျက်ဖူးမြော်လိုက်လေသည်ထိုခဏတွင်အရှင်သည်မျက်နှာတော်ပေါ်၌လွှမ်းခြုံထားသောဘဝကိုဖွင့်လှစ်ပြီးစာချုံတော်ကိုဖတ်နေသည်ကျုပ်၏စိတ်နှလုံးတို့မှာတနေရာ၌အသေးဆွဲမြဲသွားလေသည်ဘယင်မ၏အလားသည်ကျုပ်၏စိတ်နှလုံးသားများကိုဆွဲ၍ချုပ်နှောင်ထားလိုက်သည်ရှင်ထဲတွင်ပြင်းထန်စွာလှုပ်ရှားနေပြီးကျုပ်သည်တတိလေးမေ့မျောလူမတတ်ဖြစ်နေသည်ဘယ်မျှလှပပါမည်နည်းဘယ်မျှလှပပါသနည်းအရှင်၏အလှကိုတင်စာနှိုင်းချိန်ရန်သည်တခုတည်းသာရှိ၏ကျိမ်းမုံပြင်ပေါ်တွင်ထင်နေသည့်အရှင်မကိုယ်တိုင်တော်၏အရေးတည်သားလျင်အရှင်မ၏အလှနှင့်နှိုင်းချိန်အပ်ပေသည်အခြားနှိုင်းချိန်ရန်မရှိအရှင်၏အလှကိုဖွဲ့ဆိုရန်စကားလုံးမရှိအရှင်၏အလှတို့ကိုရေးချရန်စုံမရှိညနေချမ်းနေရောင်ကြီးများသည်လည်းအရှင်မ၏အသားတို့ကိုထွင်းဖောက်နေသလားမျက်ခုံးတော်လားမျက်လုံးတော်အလားအသားတော်အလားထိုအလားဘောင်းစုံကိုစွန်ပြေညှိုးဆိုစံနှိုင်းရန်မရှိတိတ်လာတာပဲလေဟူ၍သာကျောက်ရဲ့နှလုံးသားများကမြည်ကြွေးတန်းတနေသည်မျက်တောင်ခတ်ခြင်းမရအသက်ရှူခြင်းမရငေးမောနေမိသည်ကြောက်ရွံ့စိုးရိမ်စိတ်သည်လည်းမရှိအတိညာဟုသည်များသည်လည်းကျောက်ဤကိုမှစွန်ပြေပျောက်ကွယ်နေကြလေသည်ရှင်ခုန်နေသည်စိတ်မှာပြင်းစွာလှုပ်ရှားနေသည်သို့သောကျောက်ဤစိတ်နှလုံးထဲ၌ဖောက်ပြန်တက်မစိတ်ဤအငွေ့အယောင်ကလေးမြူမျှပင်မတင်ပေကြီးညိုမေတ္တာတရားများသည်လည်းရှင်ထဲ၌တငွေငွေဝင်ရောက်သည်နှလုံးသားထဲ၌ဝင်ရောက်ဆဲထင်နေသည်ပထမရွေချက်မှာလှစ်ခနဲကြည်ယုံများသာဖြစ်သည်ကိုကျုပ်သည်ရုတ်တရက်သတိဝင်လာသည်သို့သောမျက်လုံးများကိုရုတ်တရက်မှိတ်ပြည့်မရခေါင်းကိုရုတ်တရက်ငုံပြည့်၍လည်းမရဘယေမသည်စချုံတော်ကိုဖတ်ပြီးလင်ကျုပ်ဘက်သို့ငုံကြည့်တော်မူလိမ့်မည်နန်းတွင်သူ၏စကားများနောက်ွယ်မှာတိမ်မြုပ်နေသောအဓိပ္ပာယ်တို့ကိုထိုချိန်၌တွေးနေမိသည်နန်းတွင်သူကဘယေမမျက်နှာတော်ကိုဖူးမြော်မိရင်ဘယေမမျက်နှာတော်မှတပါလောကတဝန်းကိုမေ့လျော့နေလိမ့်မယ်လို့ပြောဆင်သွားခြင်းဖြစ်လိမ့်မည်ကျုပ်သည်ခေါင်းကိုဇုံငုံဆိုင်လိုက်ရလေသည်ရင်ထဲ၌တင်းကျပ်စွာချီနှောင်ထားသမျှတို့ကိုရုတ်တရက်ယုံလိုက်သဖြင့်ပြတ်ထွက်ကုန်ကြလေပြီဟုထင်မရသည်အချိန်မီကလေးပင်ဖြစ်နေပြီကျုပ်ခေါင်းကို၍အိမ်နေမရနိုင်သေးတွင်ပင်ဘယေမသည်စာချုံတော်ဖတ်ကြားပြီးဆုံးသွားလေသည်ဒီတိုင်းဖြစ်ရလိမ့်မယ်လို့ကျုံတော့စောစောပိုင်းကလေးကတွေးတောထားပြီးသားပဲမျိုးစားလေဒါကြောင့်လူယောက်ျားများဝင်ခွင့်မပြုတဲ့စံတန်းတော်တွေကိုမျိုးစားလေးခေါ်ပြီးနားလေးဘက်ကြားတိုင်ပင်ရတာပြီပဲကျုပ်သည်စိတ်ကိုပြန်၍ငြိမ်သက်သွားရန်ထိမ့်သိမ်းချုပ်တည်နေ၏ထို့နောက်မှအနေထိုင်ပြီးတဖြည်းဖြည်းအိမ်နေရငြိမ်သက်လာလေသည်ကျုပ်ကအတန်တိုးတိုးဖြင့်ငမင်းစစ်တာဗိတ်တနိုးနှင့်ရှီဝါတို့ကိုပေါင်းဆက်မိလျင်တီရိခေတ္တရာရမှာ
တွန်းလှန်ဖြိုဖျက်နိုင်ကြောင်းပန်ထွာနိုင်ငံတော်အတွင်းမှာမြို့ငယ်တဲ့မြို့ငယ်အဖြစ်ရှီဝါကိုတတ်မှတ်ပါရန်အနှင်းကြောင်းလျှောက်ထားလေသည်လောလောဆယ်ပါကိုအလိုရှိတဲ့လေမျိုးစားလေးစစ်တီအင်အားပါအရှင်ဘလောက်များလဲအရှင်မင်းမြတ်ကိုရော်တိုင်းချင့်ချိန်တော်မူပါဘယေမသည်ခိတ္တများငြိမ်သက်နေ၏ကျုပ်၏ရှေ့တွင်ကြာနေသောနေကြီးပြောက်များသည့်အရှင်မကိုဖျက်တမ်းပြီးမှလာရောက်ရခြင်းဖြစ်လိမ့်မည်နေကြီးပြောက်များသည်ဘဝလွှမ်းခြုံထားပြီးဖြစ်သည်ဘယေမ၏ညံသက်သောပါပြင်ကိုလည်းထိတွေ့နေလိမ့်မည်ဘဝစတွင်ရီးလေးခိုတွဲနေမည်ဘယေမ၏ကိုရနံနှင့်ပန်းအပေါင်း၏ရနံကိုကျုပ်သည်ခွဲခြားနေကြ၏ကျုပ်သည်ပြေချင်းမင်္ဂလာတခြင်းကိုတီဆိုလိုက်ခြင်းစိတ်ပေါ်နေသည်ထိုတခြင်းသည်အမျိုးသမီးတို့၏အလှကိုဖွဲ့ဆိုထားလေသည်ချင်းမှာဆန္ဒမှာတဝရွေ၍တိုး၍လျက်ရှိသည်သို့သောမြည်သည့်နေနေများဖြစ်နိုင်သောကိစ္စမဟုတ်ဘယေမ၏ရှိတော်မောက်တွင်အလှပွဲတစ်ပုတ်ကိုတီကျူးရန်တွေးနေသူလောက်မိုက်မဲသောသူသည်မရှိယခုချိန်တွင်မိမိ၏စိတ်တော်မှာမြည်သို့ဖြစ်နေသည်မြည်သည့်အတွက်ကြောင့်ယူနှံသောကြရက်အတွေးတို့ကိုတွေးနေသည်မျိုးစားလေးစောင်းတီဝါသနာထုံနေတယ်ဒါကြောင့်စံနန်းတော်ဝင်းထဲကိုစောင်းကြီးတစ်လက်ပိုက်လာပုံရတယ်လမ်းတစ်လျှောက်လုံးလဲလေးလေးပင်ပင်တဲလာရမှာပဲလမ်းမှာလဲစောင်းတန်တလင်းလေးနဲ့လာခဲ့မှာပဲထင်တယ်ဘယေမသည်တလွန်ပေါ်တွင်ကိုအနှဲငယ်ရင်၍လှုပ်ရှားလိုက်သည်ဘယေမ၏အတန်သည်တလွန်တစ်ဝိုင်း၌လှုပ်ရှားသွားသည်ညင်ညင်ညံညံရွှွှင်ပြပြရေမောတန်သည်လေထိုစကားတန်များတဲ့တွင်ပါနေသည်ထင်သည်ကျုပ်၏စိတ်နှလုံးသားတို့သည်လည်းကြည်လင်ရွှင်ပြနေသည်ဘယေမသည်ဆွေးနွေးတော်လက်စားစကားကိုဖျက်တောက်ပြီးအချိန်ဆွဲထားခြင်းဖြစ်လိမ့်မည်ထိုအကြောင်းချင်းရအတွက်စဉ်းစားချင့်ချိန်တော်မူခြင်းလည်းဖြစ်လိမ့်မည်တခြင်းတစ်ပုဒ်ကိုစိုးတီးခွင့်ပြုတော်မူပါဦးကျုပ်သည်စိတ်แท้ရှိသည်တို့ကိုမချုပ်တီးနိုင်မီပျော်ရွှင်စိတ်ဖြင့်ရုတ်တရက်လှစ်ခနဲလျှောက်တင်လိုက်လေသည်စိုးနိုင်မှတဲ့မျိုးစားလေးရဲ့နားထောင်ရတာပေါ့ဘယေမ၏လာရောက်မှုသည်အံ့အားသင့်စပွဲဖြစ်နေသည်မိမိကရှောက်တင်ပြီးရှောက်တင်ရသည်မှလည်းအံ့အားသင့်စပွဲဖြစ်နေသည်မိမတူ၏အလှပွဲကိုစိုးကျူးတော်မူဆိုသောမိမိ၏စိတ်မှလည်းအံ့အားသင့်စပွဲပင်သို့သောဘယေမ၏အတန်၌ရဲမောရွှင်ပြစွာရင်းနှီးခင်မင်တန်တဝက်ပါနေသည်ထိုအတန်သည်အရာရာကိုကြပြောင်းကြပြန်ကမောက်ကမာဖြစ်စေသည်ကျုပ်သည်ပစစ်တုတ်ထိုင်ရာမှစောင်းကိုဖြည်းရွရွကောက်ကန်ပြီးပေါင်မော်တင်လိုက်လေသည်မွန်ထူတုံရီနေသောလက်များဖြင့်စောင်းကျိုးများကိုတာယာတိုးထီနေသည်ထိုနောက်လက်များသည်စောင်းတန်အခုတို့ပင်စတင်တိခတ်နေမိလျက်သားဖြစ်နေသည်စောင်းလေတို့၏နူးညံ့တာယာစော့မြူးနေတမ်းမှတဆင်တပေါင်းလေပွေတန်းတို့ကူးပြောင်းနေစဉ်၌စိတ်များသည်နှစ်ဘေးသို့လွင့်ပြန်နေသည်ဘယေမ၏မွေပြန်သောကိုရနံသည်လေစိတ်များ၌လာ၍ဆွဲညိနေကြပင်တစောင်းပညာညတကောင်ရသည်ကျေတာယာတို့၏အလှဖြင့်ဖွဲ့ဆိုမှုန်းထုံထားသည်လာရောင်တောက်လျက်ကျေရောင်တို့ငွေရောင်စိတ်ရောင်မြူးလျက်ရွှေရောင်များမှုန်းချေလျက်အလှအင်ကအပြည့်အဖျားပြည့်တယ်လာရောင်သည်ပွင့်လန်းစေတဲ့ရွှေမြူးစေတဲ့အရာရာကိုဆွဲငင်ညှို့ယူစေတဲ့ထို့နောက်စောင်းတန်သည်ဝါကောင်မိုးကဲ့သို့ပျော်ပြောင်းနှုတ်သက်သောအကူဆက်များစီသို့ပြောင်းရွှေ့သွားသည်ဒုတိယဘိုက်ကိုဆက်၍စိုးနေစဉ်၌ကျုပ်သည်မှားယွင်းခဲ့လေပြီကိုနောင်တရလေသည်စောင်းတွင်စီနေဖိုးဖွဲကြတန်တဲ့ကဲ့သို့စောင်းတန်သည်လည်းတိုးရွသွား၍တိတ်ဆိတ်သွားလေသည်ကျုပ်သည်လည်းအင်အားကုန်ခန်းသွားတဲ့ကဲ့သို့မောသွားသည်စိတ်တဲ့အင်အားတို့သည်ရုတ်တရက်စွန့်ပြေးထွက်ခွာသွားလေတော့သည်လေတိုးဝေတံများပင်ငြိမ်သက်တိတ်ဆိတ်သွားသည်အရာရာသည်အသက်ကင်းမဲ့သလိုအချိန်ကြာမြင့်စွာတိတ်ဆိတ်သွားသည်စီးကြနေသည်လည်းတစားမှိန်ဖြော့သွားလေသည်